မတ်လ9ရက်နေ့မှာပွဲထုတ်ဖို့သဘောတူလိုက်တဲ့ဂျော်ရှွာဗန်နဲ့မာနယ်ကမင်္ဂလာပါဖိတ်သမ ्या ရှင် Fighting Spirit Channel ကနေပြန်လည်ကြိုဆိုပါရစေကျမတို့ရဲ့ Fighting Spirit Channel ဆိုရင် MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုမစခင်မှာကျမရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification နှိပ်ထားဖို့တောင်းဆိုပါရနော်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါဂျော်ရှွာဗန်နဲ့မာနယ်ကတို့ကတော့ပုံစံပေါင်းစုံနဲ့တယောက်တစ်မျိုးကိုစိန်ခေါ်နေကြတာပါဂျော်ရှွာဗန်ကမာနယ်ကနှုတ်ထွက်သွားရဲဆိုတဲ့ပုံစံနဲ့တောက်လျှောက်ကို troll လုပ်ခဲ့တာပါဂျော်ရှွာဗန်ကမာနယ်ကကိုအခွင့်အရေးမှန်သမျှကိုအရမယူနိုင်တဲ့ကောင်ဆိုပြီးတော့မီဒီယာရှိမှအဆက်ခွဲခဲ့တာပါဒီຢာတွေပြီးတဲ့အချိန်မှာတော့မာနယ်ကလည်းဂျော်ရှွာဗန်ကိုပြန်ပြီးခြေပလိုက်ပါတယ်မာနယ်ကကတော့ဒီယူပြောတာတွေကိုကျွန်တော်ဘာမှနားမလဲပါဘူး UFC ဘက်ကလည်းကျွန်တော်ကိုဘာစာချုပ်မှမကန်လန်းခဲ့ပါဘူးသူတို့က UFC ရဲ့ဒုကောင်ပွဲပြတ်သွားတော့ကျွန်တော်နဲ့ဗန်တို့ရဲ့ပွဲကိုထည့်သွင်းမှုပဲစဉ်းစားခဲ့ကြတာပါဘာတရားဝင်စာချုပ်ကန်လန်းခြင်းမျိုးမှမရှိခဲ့ပါဘူးဒါမဲ့လည်းကျွန်တော်တို့ပြင်ဆင်ချိန်ကတစ်ပတ်ပဲရှိတာမလို့ကျွန်တော်ကလက်မခံခဲ့တာပါကျွန်တော်ကို၄ပတ်ပဲအချိန်ပေးပါဒီကောင်ကိုမျိုးဖြုတ်ပြပါမယ်ဆိုပြီးတော့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာပဲဂျော်ရှွာဗန်ကမာနယ်ကတ်ကိုပြန်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်မင်းကအလကားကောင်ငကြောက်ကောင်စားတဲ့ပုံစံမျိုးစုံနဲ့သူကတုံ့ပြန်ခဲ့တာပါအဲ့ဒီအချိန်မှာပဲမာနယ်ကတ်ကလည်းအခုလိုမျိုးစစ်တပ်ကိုပြန်တင်လာခဲ့ပါတယ်အပေါ်ဒီပြောမနေပါနဲ့ကွာမတ်လ9ရက်နေ့ကျရင်ထိုးတက်ကြမယ်ဆိုတဲ့ပုံစံနဲ့သူကပြောဆိုသွားခဲ့တာပါဒီအချိန်မှာပဲဂျော်ရှွာဗန်ကလည်းမတ်လ9ရက်နေ့လားလှုပ်လိုက်ကြဆို UFC ရေတက်ဆိုတိုင်ရိုင်မင်းအစ်စ်နဲ့ပြင်ထားနော်ဒီကောင်ကခဏခဏနှုတ်ထွက်တတ်တော့မင်းအစ်စ်အစ်စောင့်နေကွာဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုသွားခဲ့တာပါဒီအချိန်မှာတက်ဆိုတာရာကလည်းကြားရဲကနေဝင်အောင်ပါတယ်ဒီချန်ပီယံကပတ်လူဖို့ကငါနဲ့ပဲထိုက်တန်တာမင်းကိုအမောက်တိတ်ပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ထဖျဲပါတယ်ဒါကြောင့်မလို့အခုအခင်းချင်းကတော့တကယ့်ကိုမှစိတ်ဝင်စားဖို့ကောင်းနေပါတယ်စွိုင်းဝိတ်တန်မှာတယောက်နဲ့တယောက်ပတ်စင်ခေါ်နေတာဟာတလဲဆန်ပါတယ်ဂျော်ရှွာဗန်အနေနဲ့မာနယ်ကတ်နဲ့တက်ဆိုတာရာနှစ်ယောက်လုံးကိုတညာရဲနဲ့အမောက်တိတ်ပြဖို့ပုံစံအောင်ဖြစ်နေပါပြီတကယ်ကိုဟာတာဆန်ဆန်လေးကိုဖြစ်လို့နေတာပါပဲ promotion ဘက်ကနေဘယ် fighter ကိုခွင့်ရပေးလာမလဲဆိုတော့စောင့်ကြည့်ရမှာပါမာနယ်ကတ်နဲ့ဂျော်ရှွာဗန်တို့လက်ခံလိုက်တဲ့နေ့ကတော့ match လ9ရက်နေ့ဖြစ်ပါတယ်အဲ့ဒီနေ့မှာ UFC က UFC 326ပြိုင်ပွဲကိုကျင်းပသွားမှာပဲဖြစ်ပါတယ်အဲ့ဒီပွဲမှာဆိုရင် BMF ချန်ပီယံကပတ်လူပွဲအဖြစ် Charles Oliveira နဲ့ Max Holloway တို့ကထိုးသက်သွားမှာပဲဖြစ်ပါတယ်အဲ့ဒီပွဲမှာကိုမေးဗတ်ပွဲစဉ်မရှိတာကြောင့်မကြသေးခင်ကပဲ UFC ဘက်ကနေ Brania Data နဲ့ဘိုဟာယိုရဲ့ပွဲကိုစီစဉ်ခဲ့ရပါသေးတယ်။အကယ်၍အခုသာဂျော်ရှွာဗန်နဲ့မာနယ်ကတ်တို့ရဲ့ပွဲသာဖြစ်လာလို့ရှိရင်သူတို့ရဲ့ပွဲကကိုမဲအီဗန်နေရာမှာရောက်ရှိသွားမှာပဲဖြစ်ပါတယ်။တကယ်များပွဲဖြစ်လာတော့မလားဆိုတော့ရင်ခုန်စွာစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်။ဂျော်ရှွာဗန်နဲ့မာနယ်ကတ်တို့ပွဲဖြစ်တဲ့အချိန်မှာလည်းပရိသတ်တွေအကြိုက်ပွဲချမ်းတဲ့ပွဲဖြစ်လာမှာတော့ကျင်းသေးပါပဲ။ဆက်ဆက်ထိမခံတတ်တဲ့မြန်မာပရိသတ်တွေအနေနဲ့တော့တစ်ချိန်လုံးအားချမ်းထားတဲ့မာနယ်ကတ်ကိုအမောက်တိတ်စေခြင်းနေမှာအမှန်ပါပဲ။ဂျော်ရှွာဗန်ကလည်းပရိသတ်တွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခြင်းနေမှာအမှန်ပါပဲ။တကယ်ပွဲဖြစ်လာပါစေလို့ပဲဆန္ဒပြုပါတယ်ဘလို့ခင်းချင်းနေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားမှာပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းကျွန်မတို့ channel ကနေဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်မ channel ကို like and subscribe လုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်